for my share မိဘဆွေမျိုးမိတ်ဆွေအများအားလုံးကိုမင်္ဂလာပါလို့ကျွန်တော်အောင်ကနေပြီးတော့နှုတ်ဆက်ပါတယ်ကျွန်တော်အခုဒီနေ့ဒီမိတ်ဆွေများကိုပြောပြချင်တာကတော့ကျွန်တော်ရဲ့ဒီ Touch Insurance ရုံးကဆိုရင်1522 East Tillman Road ကိုကျွန်တော်တို့ရွှေ့ပြောင်းသွားပါတယ်အိစာအသစ်ကတော့1522 East Tillman Road အရင်တုန်းကရုံးခန်းရှိခဲ့တဲ့ South Side မှာဖြစ်ပါတယ် South Side ပေါ်ပေါ်မှာတည်ရှိပါတယ်နေရာကိုအတိအကျပြမယ်ဆိုရင်တော့ဒီ South Side ရဲ့ Audi နဲ့ South Side ရဲ့ Walmart ကြားမှာရှိတဲ့ Tillman Road ပေါ်မှာရုံးခန်းတည်ရှိပါတယ်မိတ်ဆွေများရှားတာလွယ်အောင်လဲဆိုင်ဘုတ်ကိုကျွန်တော်ချစ်ချင်းလင်းလင်းနဲ့တွေ့အောင်ထားလာပေးပါတယ်ကား parking ကိုလည်းတိတိကျကျဖတ်လို့ရအောင်ဒီမှာဒီဘက်ချက်မှာဆိုကားလေးစီးရတယ်အဝင်ထွက်လွယ်အောင်လည်းဒီမှာအကွေလေးထားလာပေးပါတယ်လိုအပ်ခဲ့မယ်ဆိုရင်လည်းမျက်ခင်းမှာဖတ်လို့ရပါတယ်အကုန်လုံးအဆင်ပြေအောင်လုပ်လာပေးပါတယ်โอเคဒါကဆိုရင်ကျွန်တော်တို့ရုံခန်းဖြစ်ပါတယ်ကျွန်တော်တို့ရုံခန်းမှာဆိုရင်အဆင်ပြေအောင်ထိုင်ကုန်လေးကောင်းလောက်လာပေးပါတယ်ဒီထက်အရေးကြီးတာကတော့ service ပေါ့နော် service ကိုတော့အရင်ကအတိုင်းပဲကောင်းမွန်ပေးပါတယ်ဒီထက်လည်းပိုပြီးကောင်းလာမယ်လို့ကျွန်တော်အာမခံပေးပါတယ်အခုဒီနေရာအသစ်မှာဆိုရင်နည်းနည်းလေးပိုပြီးတော့လင်းလင်းချင်းချင်းနဲ့ customer တွေအဆင်ပြေအောင်လုပ်လာပေးပါတယ်အဓိကကိစ္စတွေအကုန်လုံးကိုကြတော့ကျွန်တော်တို့ဒီမှာအရှိမဒီ office မှာလုပ်ပေးလို့ရတယ်အကယ်၍ customer တွေကနေတည်တဲ့ပြောချင်တယ်တည်တဲ့ privacy ရှိချင်တယ်ဆိုရင်လည်းကျွန်တော်တို့ office privacy အခန်းရှိပါတယ်ဒါကတော့ကျွန်တော်တို့ရဲ့ main ခန်းဖြစ်ပါတယ်ဒီမှာဆိုရင်ကိစ္စအကုန်လုံးကိုတော့ကျွန်တော်လုပ်ပေးလို့ရပါတယ်ပေါ့နော်ဟုတ်ကဲ့ကျွန်တော်တို့ Touch Insurance မှာဆိုရင်ကျွန်တော်တို့ insurance အကုန်လုံးမိဘလောက်ကိုကျွန်တော်တို့လုပ်ပါတယ်ဒီ health insurance ကလွှဲရင်ပေါ့နော်အဓိကထားတာကတော့ကျွန်တော်တို့ဒီ car insurance A insurance business insurance နဲ့ life insurance ဖြစ်ပါတယ် car insurance မှာဆိုရင် personal အတွက်ရှိမယ်စီးပွားရေးအတွက်ရှိမှာပေါ့နော်နှစ်မျိုးနှစ်စားလုံးကျွန်တော်တို့လုပ်ပေးတယ်အိမ်မှာဆိုရင်လည်းကို home owner insurance ကိုနေတဲ့ insurance ဒါမှမဟုတ်ဘူးဆိုရင်လည်းကိုကအိမ်ငှားစားရဲဆိုရင်ကျွန်တော်တို့ landlord insurance လုပ်ပေးလို့ရတယ်ဒါမှမဟုတ်ဘူးဆိုရင်ကိုကအိမ်ကိုအယောင်းဝယ်လုပ်တဲ့လူဆိုရင်ကျွန်တော်တို့ဒီ vacant insurance နဲ့ဒီအယောင်းဝယ်လုပ်တဲ့ချိန်မှာကျွန်တော်တို့ insurance ထားဖို့အတွက်လိုအပ်တဲ့ဟာကိုကျွန်တော်တို့ကနေပြီးတော့လုပ်ပေးလို့ရပါတယ်ဒါအပြင်ကိုအကယ်မိတ်ဆွေတို့မှာစီးပွားရေးလုပ်ခဲ့တယ်ဆိုရင်ကျွန်တော်ကနေပြီးတော့စီးပွားရေးအကုန်လုံးနှီးပါးလောက်ကိုကျွန်တော်တို့insurance လုပ်ပါတယ်အကယ်၍ grocery store လုပ်ချင်လားဒါမှမဟုတ်ဘူးဆိုရင်လည်းဒီတိုက်ယူပို့ဆောင်ရေး insurance လားဒါမှမဟုတ်ဘူးဆိုရင်လည်း home care လားကျွန်တော်တို့စီမှာမိတ်ဆွေတို့လိုအပ်တဲ့ဟာအကုန်လုံးကိုလုပ်ပေးပါတယ်အကယ်၍မလုပ်ပေးနိုင်တဲ့ဟာမရှိတော့ပဲကျွန်တော်တို့မှာရှိပါတယ်အကယ်၍ကျွန်တော်တို့မလုပ်ပေးနိုင်ခဲ့ဘူးဆိုရင်လည်းကျွန်တော်တို့လုပ်ပေးနိုင်တဲ့နေရာကိုညွှန်ကြားပေးလို့ရပါတယ်ဒါအပြင်ကိုကျွန်တော်တို့စီမှာအမှန်တကယ်လူတိုင်းလိုအပ်တဲ့ life insurance လည်းကျွန်တော်တို့မှာရှိပါတယ် life insurance ဆိုရင်ကျွန်တော်American နိုင်ငံမှာကမရှိမနေရတော့မဟုတ်လို့ပေမဲ့လည်းလူတိုင်းတော့ရှိတင်ပါတယ်အထူးသဖြင့်မိသားစုရှိတဲ့သူတွေပေါ့နော်မိသားစုရှိတဲ့လူတွေဆိုရင်အကုန်လုံးက life insurance ရှိခြင်းအပြင်ကိုယ့်ရဲ့ဒီမိသားစုကိုကာကွယ်နိုင်ပါတယ်life insurance ဆိုရင်သူကတော့ကိုချမ်းသာဖို့မဟုတ်ဘူးတို့ပေမဲ့ကိုတစ်ခုဖြစ်ခဲ့တယ်ဆိုရင်ကိုမိသားစုလေးတတ်တာရှိဖို့အတွက်ကိုအဓိကထားပြီးတော့ရည်ချက်နဲ့လုပ်တဲ့ insurance ဖြစ်ပါတယ် life insurance မှာဆိုတော့အမျိုးမျိုးရှိပါတယ်သူ term insurance ရှိမယ်ဒါမှမဟုတ်ဆိုရင် whole life ရှိမယ် universal life ရှိမယ်အမျိုးမျိုးရှိတယ်ပေါ့နော်မိတ်ဆွေတို့ကျွန်တော်တို့ insurance agent ဆိုတာမိတ်ဆွေတို့မသိမနာလဲတဲ့ insurance တွေကိုကျွန်တော်တို့ကပညာပေးပြီးတော့မိတ်ဆွေတို့အကောင်းဆုံးရွေးချယ်နိုင်ဖို့အတွက်ကိုလုပ်ပေးရတဲ့သူတွေဖြစ်ပါတယ်ဆိုတော့အကယ်မေးစရာသိစရာရှိတယ်ဆိုရင်မအားမနာပဲနဲ့ကျွန်တော်စီမှာဆက်သွယ်မေးမြန်းလို့ရပါတယ်ကျွန်တော်အကောင်းဆုံးကူညီပေးပါတယ်ကျွန်တော်ကူညီလို့မရတဲ့ဟာတွေဆိုရင်ကျွန်တော်ကူညီနိုင်တဲ့နေရာကိုကျွန်တော်လမ်းညွှန်ပေးပါတယ်ပေါ့နော်ကျွန်တော်တို့ Touch Insurance ဆောင်ဖို့ကဆိုရင်လူတိုင်းကိုထိမိ၍တိဆောက်စီစရာဖြစ်ရမယ်ဆိုတော့ဆောင်ဖို့ဖြစ်ပါတယ်အဲ့ဒီဆောင်ဖို့နဲ့အတူကျွန်တော်ဒီမှာ forward မှာရှိတဲ့ညီကိုမောင်မတော်၎င်းကျွန်တော်အခုဒီဗီဒီယိုကိုတွေ့တဲ့ညီကိုမောင်မတွေအကုန်လုံးကျွန်တော်ကိုမြင်မြန်ဆက်သွယ်လို့ရပါတယ်ကျွန်တော်တို့ရဲ့ဖုန်းနံပါတ်ကဆိုရင်260-209-3105 260-209-3105 address ကဆိုရင်1522 East Tillman Road Fort Wayne Indiana 46816 address ကဆိုရင်1522 East Tillman Road ဖြစ်ပါတယ်ကျွန်တော်တို့ရဲ့ office hour ကဆိုရင်ရုံးချိန်ကပုံမှန်ကဆိုရင်9:00 နာရီခွဲကနေပြီးတော့ညနေ9:00 နာရီခွဲထိဖြစ်ပါတယ်သို့ပေမဲ့လည်းအရေးအကြောင်းရှိတယ်ဆိုရင်ကျွန်တော်ကိုဒီအချိန်ထက်ကျော်လွန်ပြီးတော့အရေးကြီးရဆိုရင်ခေါ်ဆိုလို့ရပါတယ်များသောအားဖြင့်ကျွန်တော်အမြဲတမ်းအားတယ်ဆိုရင်ကျွန်တော်ဖုန်းကင်ပေးပါတယ်အကယ်၍
ရုံးချိန်မှာမဟုတ်ဘဲနဲ့တခြားအချိန်မှာပေါ့နော်ကိုယ့်ရဲ့ရုံးချိန်ကြော်လွန်ပြီးတော့ appointment လုပ်ချင်တယ်ဆိုရင် appointment လည်းယူလို့ရပါတယ်မိတ်ဆွေတွေအကုန်လုံးကိုအဆင်ပြေအောင်ကျွန်တော်ရဲ့စာဝန်နဲ့အတူတူကျွန်တော်ကူညီပေးသွားမှာဖြစ်ပါတယ်ဒါအပြင်ကိုကျွန်တော်တို့ရုံးချိန်က9နာရီခွဲဖြစ်တော့ညလည်းပဲစောစောလာမယ်ဆိုရင်ကျွန်တော်တို့စီစဉ်ပေးလို့ရပါတယ်အဓိကကတော့ကျွန်တော်ကို260-209-3105ကိုဆက်သွယ်ပြီးတော့အကြောင်းကြားနိုင်ပါတယ်ဒီမှာရှိတဲ့မိတ်ဆွေညီကောင်မတွေအားလုံးကိုလည်း Touch Insurance ကိုလာရောက်ဖို့try ကြည့်ဖို့ဖိတ်ခေါ်အပ်ပါတယ်